အိမ်မှာထမင်းစားရတာမကောင်းလို့အပြင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောင်းတဲ့ထမင်းနဲ့ဟင်းဟာမင်းချက်တဲ့ဟင်းလောင်မကောင်းဘူးမင်းလောင်ကိုပေါ်ဘသူမှမကောင်းဘူးမင်းတယောက်ထဲသာကိုယ်တွေ့ကောင်းနိုင်ဆုံးသူရှိတယ်ကိုအိတ်ထဲမှာသုံးစရာပြတ်တော့ရွှေနဲ့ကကလေးချုပ်ခါပေါင်းတဲ့သုံးမိုးပေးတဲ့မင်းလို့ကိုပဲသူတို့လည်းမချီကြပါလားခွဲနေထိုင်မကောင်းလို့အိမ်ရတဲ့မှာကိုတယောက်တည်းအားငယ်နေဝေယဝစ္စမျိုးလို့ကိုပေါ်ဘသူမှပြုစုမ